ဒီလူကချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ရဲ့ပတ်စံကိုခိုးလိုက်ပြီးမကြခင်မှာပဲပေါ့ပေါ့ပါပါလွှတ်ချလိုက်ပြန်တယ်မြေပေါ်ကိုပေါ့အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ရဲ့ပခုံးကိုခေါင်းကြီးပုတ်လိုက်ပြီးသူကပတ်စံကျသွားတာလို့ထောက်ပြလိုက်တယ်ကျေးဇူးတင်သွားတဲ့စီးပွားရေးလုပ်ငန်းရှင်ကလည်းအာနာနာနဲ့ကျေးဇူးဆက်တဲ့အနေနဲ့အမေရိကန်ဒေါ်လာဒေးဗစ်ကိုထုတ်ပေးလိုက်တယ်အဲ့ဒီလူကလည်းနောက်ကိုမလှည့်ပဲနောက်ကနေလိုက်နေတဲ့စင်ရသားအမျိုးသမီးကိုချက်ချင်းပြန်ပေးလိုက်တာပဲဒီလူဟာတခိုးတယောက်တည်းမဟုတ်ဘူးသူဟာစီးမင်းကိုလိုက်နာမှုမရှိရဲ့တရားမျှတမှုရှာသူတယောက်ဖြစ်နေခဲ့တာကိုနောက်မှသိရတယ်ဘလို့တော့ခံမှုမျိုးကိုမစိုးစက္ကန့်ပိုင်းတွေမှာဖြေနိုင်တဲ့ကျွမ်းကျင်မှုတွေပိုင်းဆိုင်ထားတယ်သူဟာညာတိုင်းအာနာရှိသူတွေနဲ့ရှားသားသူတွေရဲ့အိမ်တွေထဲဝင်ဖောက်လို့ရှိပေမဲ့ဘယ်တော့မှတန်ဖိုးရှိတာတွေကိုမယူသွားဘူးအဲ့ဒီအစားသူဟာသူ့ရဲ့ကိုယ်ပိုင်အမှုပညာလက်ခရာဖြစ်တဲ့ရှုပ်ထွေးတဲ့ graffiti တွေကိုခြံထားခဲ့တယ်သူ့ရဲ့ဒီလိုလုပ်ရတဲ့ကြောင့် online မှာ3 တန်းလောက်နောက်လိုက်တွေရလာခဲ့တယ်ဒီညမှာတော့သူဟာစိန်ခေါ်မှုအကြီးဆုံးတစ်ခုကိုလုပ်ဖို့ဖြစ်နေပြီအဲ့ဒါကတော့မြို့ရဲ့တရားကြီးချုပ်အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ဖို့ပါသူအကွက်ချနေတော့မှပဲအပေါ်ထက်ကမီးတွေကရုတ်တရက်ပွင့်လာတယ်တရားကြီးကပြန်ရောက်လာတာပေါ့သူ့ဖုန်းကအိမ်ထဲအန်ဒရဲရှိတဲ့ဆိုတဲ့သတိပေးရရောက်လာတော့သူ့အမြန်ပြန်လာတာပါဒါပေမဲ့သူစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အရာအလုံးပုံမှန်အတိုင်းပဲရှိနေတယ်ဒါဟာမွာရွေးနဲ့အိချပေးတန်လို့ထင်ပြီးတပ်ပြင်ချလိုက်တယ်သူထက်ခါတော့မလို့လုံတော့မှပဲနယံဘော်ကသူ့အဖေရဲ့ပုံတူရုပ်တုကိုမြင်လိုက်ရတယ်တခုခုတော့မားနေပြီအမြဲတမ်းတိတ်တိတ်ရှိထားလေးရှိတဲ့အဲ့ဒီပေါင်လေးကအခုတော့နည်းနည်းစောင့်နေပြီသူတန်တယောက်ဝင်လာတော့မှပဲသူ့နောက်ကနေအကြီးတစ်ခုဖြတ်ခနဲလှုပ်ရှားသွားတယ်သူလှည့်ကြည့်လိုက်ပြီးမြဲဘာမှမလုပ်နိုင်ခင်မှာပဲရှေ့တစ်ခါဝါကနေတန်ရှည်တစ်ခုလှမ်းကြလိုက်ရတယ်သူအပီလွားထော်ထောက်ပြီးမြဲဘာမှမတွေ့ရဘူးတိတ်ဆိတ်နေုံပဲကျူတွေဝင်ရောက်သူရဲ့အရေးအယောင်တောင်မတွေ့ရဘူးအဲ့ဒီအရေးကလူကိုတော့သူမသိခဲ့ပါဘူးအဲ့ဒီအရေးဟာတွေကအောင်မပုံနေပြီးအသက်ကိုတောင်မှန်မှန်မရှိနိုင်အောင်ထိန်ထားရတယ်ကံမကောင်းတဲ့တကိုးလေးဟာတပြားတည်းရှာမှမခိုးရခဲ့ပေမဲ့အဲ့ဒီအိမ်ကြီးထဲမှာသူတွေ့သွားခဲ့ရတဲ့အရာကတော့ကြောက်စရာကောင်းတဲ့ရွှေရွှေတစ်ခုဖြစ်နေခဲ့တယ်အဲ့ဒီယူကသူဖုန်းထဲက app တစ်ခုကိုအရင်ဖွင့်ပြီးအခန်းထဲက Wi-Fi ကိုအလွယ်တကူပိတ်လိုက်တယ်ပြီးတော့အတမ်းမထက်ပဲအထဲကိုချောချောမွေ့မွေ့ဝင်သွားတယ်အနားယူနေတဲ့တရားကြီးချုပ်ရဲ့အိမ်ကချမ်းသာကွယ်ဝါမှုနဲ့ခင်မီစံပြမှုကိုဖော်ပြပေးမယ်အဲ့ဒီလူဟာတန်ဖိုးရှိတာတွေကိုခိုးဖို့စိတ်မဝင်စားဘူးအဲ့ဒီအစားသူဟာနိုင်ငံဘော်ကပုံတူရုပ်တုစီကိုတန်ရွယ်ဦးတည်သွားတယ်သူဂယူးတဆိုင်နဲ့အဲ့ဒီပုံကိုချွတ်ချလိုက်ပြီးအဲ့ဒီနေရာမှာသူ့ရဲ့လက်မှတ် graffiti ကိုရေးဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့သူစတင်တော့မယ့်အချိန်မှာပဲအောက်ထက်ကနေတန်တီတီလေးထွက်ပေါ်လာတယ်သူတတိထားပြီးလောင်းဝင်လိုက်တဲ့အခါမှာတော့လဲနေတဲ့လက်စပန်ကတစ်ချောင်းမှလွယ်ပြီးဘာမှမတွေ့ရဘူးဒါပေမဲ့သူ့ကိုအတော်လေးထူးဆန်းသွားစေတာကအောက်ထက်ကဗီဒီယိုအန်ဆွဲတစ်ချောင်းလေးမှာပလတ်စတစ်ကျူတွေနဲ့ရေဟောင်းထက်ပုံတစ်ခုကိုတွေ့လိုက်ရတာပဲအဲ့ဒီပုံတွေကငယ်ရွင်စင်ကတရားကြီးပုံရည်တွေဖြစ်နေပုံရတယ်သူအဲ့ဒါတွေကိုတေးသေးချာချာကြည့်နေတော့မှပဲထောင်းတရကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်လမ်းသွားတဲ့အတွက်သူထပ်ပုံလေးကိုလက်ကချလိုက်မိပြီးချမ်းပြန်ပေါ်မှာပြန်ချသွားတယ်သူပုံလေးကိုကောက်ဖို့တူးတောက်လိုက်တဲ့အခါမှာနယံဘက်ကစတိုခိုင်းပစ္စည်းတင်စစ်အောက်ထဲကနေမွေးမွေးလီထွက်လာတဲ့အလင်းရောင်တစ်ခုကိုတတိထားမိလိုက်တယ်ရုပ်ရွှဲခန့်တစ်ခုရှိနေတာကိုအဲ့ဒီအချိန်မှာပဲတက်နစ်ပွဲတစ်ပွဲကစားနေတဲ့တရားကြီးဟာသူ့အိမ်ရဲ့လုံခြုံရေးစစ်တင်နေအောက်လုံးပြောက်ထားပြီဆိုတာကိုရုပ်တရက်တတိထားမိသွားတယ်သူ့ရင်ထဲမှာလေလံသွားတယ်တခုခုတော့မှာပြီသူနောက်မစွပဲသူငယ်ချင်းလီစီကနေအကြံပြပြီးခွင့်လွှတ်ခိုင်းကားထဲခုန်ချပြီးအင်ကိုအရှင်ပြင်းပြင်းမောင်းလာခဲ့တယ်တစ်ချိန်ထဲမှာပဲအဲ့ဒီလူကစတိုခိုင်းပစ္စည်းတင်စင်ကိုဂယူးဒီဇိုင်းနဲ့ပေးဖက်လိုက်ပြီးနောက်မှာရှိနေပဲအနီရောင်ရုပ်ရွှဲတကားကိုပေါ်လာအောင်လုပ်လိုက်တယ်အဲ့ဒါကတော့ခတ်ထားတာအကြံကိုတင်းတင်းကြပ်ကြပ်ကြီးမော်အဲ့ဒီလူကသူ့မျက်လုံးကိုချောင်းပေါက်သေးသေးလေးမှာကပ်ပြီးအတွင်းထဲကိုရှင်းရှင်းလင်းလင်းမြင်ရအောင်စူးစမ်းကြည့်နေတော့မယ်